တင်ဟာဘဝမှာရှုံးပေးချင်လောက်အောင်စိတ်ထဲကြက်နေပါသလားဘလောက်ပဲစူးစမ်းအဖက်မတင်ပဲဖြစ်နေလို့ငါဘဝကဒီလောက်ပါပဲလို့တွေးနေမိပါသလားတကယ်လို့အဲ့ဒီလိုဖြစ်နေတယ်ဆိုလို့ရှိရင်ဒီဗီဒီယိုဟာတင်အတွက်ပါပဲမြန်မာစာပေလောကမှာတက်ကြံသို့မဟုတ် self improvement စာပေတွေကိုပထမဆုံးမျိုးစိချပေးခဲ့တဲ့ဆရာကြီးပီမွန်းရဲ့အကျော်စားဆုံးနဲ့အသက်အပါဆုံးစာအုပ်တစ်အုပ်ရှိပါတယ်။အဲ့ဒါကတော့အောင်စိတ်ပါဒီစာအုပ်ဟာရိုးရိုးလေးနဲ့နဲ့တဲ့အမှန်တရားတွေကိုဖော်ပြချပြီးဆက်စုနှစ်ပေါင်းများစွာမြန်မာလူငယ်တွေကိုအောင်မြင်မှုလမ်းကြောင်းပေါ်ပို့ဆောင်ပေးခဲ့ပါတယ်။ဒီကနေ့မှာတော့ကျမတို့ channel ကနေအောင်စိတ်စာအုပ်ထဲကဘဝကိုတကယ်ပြောင်းလဲစေနိုင်တဲ့အနည်းချုပ်ချက်တွေကို10မိနစ်အတွင်းမှာအသေးစိတ်မျှဝေပေးသွားမှာပဲဖြစ်ပါတယ်။မစခင်မှာကျမရဲ့ channel ကို subscribe မလုပ်ရသေးရင် subscribe လုပ်ချပြီးခေါင်းလောင်းလေးကိုလည်းနှိပ်ချပေးဖို့တောင်းဆိုပါတယ်။ကဲစလိုက်ကြရအောင်။အောင်စိတ်ဆိုတာဘာလဲ။အောင်စိတ်ဆိုတာကိုဆရာကြီးပီမွန်နင်းကရိုးရိုးလေးပဲအတိတ်ပဲဖွက်ထားပါတယ်။အဲ့ဒါကတော့အောင်မြင်ခြင်းနဲ့စိတ်တို့မဟုတ်မရှုံးဘူးဆိုတဲ့စိတ်တက်ပါပဲဆရာကြီးကအောင်မြင်မှုဆိုတာကံတရားအပေါ်မှာပဲမူတည်နေတာမဟုတ်ဘူးလို့ပြပြတသားပြောပါတယ်လူတယောက်ရဲ့ဘဝအနှိမ့်အမြင့်ဟာချိုလူရဲ့စိတ်နေစိတ်ချပေါ်မှာပဲအများဆုံးမူတည်ပါတယ်တင်ကကိုညက်တယ်မလုံနိုင်ဘူးလို့တတ်မှတ်ချရင်တကယ်ပဲမလုံနိုင်ပါဘူးဒါပေမဲ့တင်ကငါလုံနိုင်တယ်ငါအောင်မြင်ရမယ်ဆိုတဲ့ပြင်းပြတဲ့အောင်စိတ်သားရှိရင်ဘလို့တားဆီးမျိုးကိုမဆိုကြော်လွားနိုင်ပါတယ်လို့ဆိုပါတယ်ဒီစိတ်ဟာအောင်မြင်မှုရဲ့အခြေခံအုတ်မိပါပဲအရေးကြီးဆုံးအချက်တွေကိုယုံကြည်မှုစာအုပ်ထဲမှာဆရာကြီးအလေးပေးဆုံးအချက်ကတော့ကိုယုံကြည်မှုဆက်ကိုဗီတက်ပါပဲကိုမယုံကြည်တဲ့သူဟာဘယ်တော့မှမအောင်မြင်ပါဘူးဆရာကြီးကဥပမာတစ်ခုပေးထားပါတယ်သင်ဟာရဲရင်သူလို့တွေးနေရင်ရဲရင်လာမယ်သင်ဟာပြောညံ့သူလို့တွေးနေရင်ပြောညံ့လာမယ်အဲ့ဒါကြောင့်သင်စိတ်ထဲမှာရှိနေတဲ့ငါမလုပ်နိုင်ဘူးဆိုတဲ့အစိတ်အကြောက်အတွေးတွေကိုအရေးဆုံးဖယ်ရှားပြရပါမယ်တင်ဟာတန်ဖိုးရှိတဲ့သူစွမ်းရည်ရှိတဲ့သူလို့ကိုယုံကြည်ချက်အပြည့်ထားရှိဖို့လိုပါတယ်ဒါဟာအောင်မြင်မှုတွေစီကိုလမ်းတဲ့ပထမဆုံးခြေလှမ်းပါပဲအရေးကြီးဆုံးအချက်နဲ့ဇွဲနဲ့လုံလအောင်စိတ်ရှိုံနဲ့တည်မလုံလပါဘူးအဲ့ဒီစိတ်ကိုလက်တွေ့အကောင်ချေဖို့ဇွဲနဲ့လုံလောက်လိုအပ်ပါတယ်ဘဝမှာအခက်ခဲဆိုတာလူတန်းကြုံရပါတယ်ဆရာကြီးပီမွန်းင်းကအရှုံးဆိုတာအပိသက်မဟုတ်ဘူးအောင်မြင်မှုစီကိုသွားတဲ့လမ်းခုလက်လို့ပဲဆိုပါတယ်အောင်မြင်တဲ့သူတွေဟာဘယ်တော့မှအရှုံးမပေးတဲ့သူတွေဖြစ်ပြီးအရှုံးပေးတဲ့သူတွေကတော့ဘယ်တော့မှမအောင်မြင်ပါဘူးတကယ်လို့တင်ဟာတချိန်ရှုံးနေခဲ့ရင်စိတ်တက်မကြပဲအဲ့ဒီအရှုံးကနေသင်ခန်းစာယူပြီးပုံမပြင်းထန်တဲ့ဇွဲလုံလနဲ့ပြန်လဲစူးစမ်းရပါမယ်အဲ့ဒါကိုပဲအောင်စိတ်ရဲ့လက်တွေ့အသုံးချမှုလို့ခေါ်ပါတယ်အရေးကြီးဆုံးအချက်3စိတ်ဓာတ်ကိုထိန်းချုပ်ခြင်းနဲ့အလိအကျင့်ကောင်းများကျမတို့ရဲ့စိတ်ဟာမြောက်တကောင်လိုပဲနေရအနက်ကိုပြေးလွှားနေတတ်ပါတယ်ဆရာကြီးကစိတ်ကိုထိန်းချုပ်ခြင်း mind control ဟာအောင်မြင်မှုအတွက်မရှိမဖြစ်လို့အပ်တယ်လို့လမ်းညွှန်ပါတယ်တင်ပါလို့ချင်တာလဲဘာဖြစ်ချင်တာလဲဆိုတာကိုပြတသားသိဖို့လိုပြီးအဲ့ဒီပန်းတဲ့အပေါ်မှာပဲစိတ်ကိုစူးစမ်းထားရပါမယ်ချို့ပြင်ဆရာကြီးကအလေးကျင့်ကောင်းတွေရဲ့အရေးပါပုံကိုလည်းပြောပြချပါတယ်နေ့စီအချင်းမှန်ချတာစာဖတ်တာမိမိကိုတူတက်အောင်လုပ်တာစားတဲ့အလေးချင်းငယ်လေးတွေဟာရေရှင်မှာကြီးမားတဲ့အပြောင်းလဲကိုဖြစ်စေပါတယ်တိတ်ဆိတ်ကိုထိန်းချုပ်ပြီးအလေးအကျင့်ကောင်းတွေကိုတိဆောက်နိုင်ရင်တင်းမှာခံမာတဲ့အောင်စိတ်ရှိလာပါလိမ့်မယ်
လက်တွေ့အသုံးချရန်နည်းလမ်းများကဲအောင်စစ်စာအုပ်ထဲကအနည်းချုပ်တွေကိုသိပြီးပြီဆိုတော့ဘဝမှာဘယ်လိုလက်တွေ့အသုံးချမလဲဆိုတာကိုကြည့်ကြရအောင်ပန်းတန်သတ်မှတ်ပါပထမဆုံးသင်ဘဝမှာဘာဖြစ်ချင်တယ်လဲဆိုတာကိုပြတ်သားတဲ့ပန်းတန်တစ်ခုသတ်မှတ်ထားပါမယ်ပန်းတန်မရှိတဲ့လေဟာဘယ်တော့မှမရောက်ပါဘူးကိုဂတိပေးပါအဲ့ဒီပန်းတန်ကိုရအောင်သွားမယ်လို့ကိုဂတိပေးပါဘယ်လိုအခက်ခဲရှိအရှုံးမပေးဘူးလို့တိုင်တိတ်တန်ချပါအလုပ်ပါတွေးနေုံနဲ့တင်မပြီးပါဘူးနေ့စဉ်နေ့တိုင်းတစ်ပန်းတန်နဲ့နီးစပ်စေမယ့်အလုပ်တွေကိုဇွဲရှိနဲ့လှုပ်ဆောင်ပါအသီးအဖွဲလေးအလုပ်လေးတွေကအစပြီးစူးစမ်းပါစိတ်ဓာတ်မကြပါနဲ့အစင်ပြေမှုတွေကြုံလာရင်ချက်ချင်းစိတ်ဓာတ်မကြပါနဲ့ဒါဟာတင်ယူမှုတစ်ခုလို့သတ်မှတ်ပြီးငါအောင်မရမယ်ဆိုရက်အောင်စိတ်နဲ့ဆက်လျှောက်ပါဆရာကြီးပြီမိုးလေးရဲ့အောင်စိတ်ဆိုတာဝေးလံခေါင်ဖျားတဲ့ဒသနာတစ်ခုမဟုတ်ပါဘူးဒါဟာတင်းရင်နေစီဘဝမှာအသုံးချနိုင်တဲ့တိတ်စိတ်တဲ့ကိုမြင့်ကြည်ပေးနိုင်တဲ့တကယ်လက်နဲ့ကောင်းတစ်ခုပဲဖြစ်ပါတယ်အောင်မြင်မှုဆိုတာတိလက်ချင်းမှာပဲရှိပါတယ်တိစိတ်ကိုအောင်နိုင်ရင်တိဘဝကိုအောင်နိုင်ပါလိမ့်မယ်အခုဗီဒီယိုကိုကြည့်နေတဲ့သင်ကောဘဝမှာဘလို့ခက်ခဲမျိုးတွေကိုကြုံတွေ့နေရပါသလဲအောင်စိတ်နဲ့ပတ်သက်ပြီးသင်ရဲ့အမြင်ကောဘလို့ရှိပါသလဲကွန်မန့်မှာဝင်ရောက်မျှဝေခဲ့ပါအောင်ဒီဗီဒီယိုလေးကသင်အတွက်အကျိုးရှိခဲ့ရင် like ပေးပြီးတငယ်ချင်းတွေကို share ပေးဖို့မမေ့ပါနဲ့နောက်ထပ်လည်းဒီလိုစိတ်ဝင်စားဖို့ကောင်းတဲ့စာအုပ်အနည်းချုပ်ဗီဒီယိုကိုကြည့်ချင်ရင်ကျမတို့ရဲ့ channel ကို subscribe လုပ်ထားပါအောင်အားလုံးပဲအောင်စိတ်နဲ့ဘွားကိုအောင်နိုင်ကြပါစေ